မင်္ဂလာပါຫນွေဦးနေရမ2025ခုနှစ်ဇွန်လ16ရက်နေ့ညနေပိုင်းသတင်းများကိုစတင်အစီရင်ခံပါတော့မယ်ကျွန်တော်တောက်ကြပါပထမဦးဆုံးအနေနဲ့မုံရွာတိုင်းစစ်ဌာနချုပ်ရှော့တိုက်တုံးထိမှန်ပြီးအရာရှိ2ဦးအပါအဝင်3ဦးပွဲချင်းပြီးတေဆုံးဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းထဲကိုရှော့တိုက်တုံးထိမှန်ပြီးအရာရှိ2ဦးအပါအဝင်ပွဲချင်းပြီး3ဦးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်ဇွန်လ14ရက်ည10:10မိနစ်အချိန်မှာနမခအတွင်းထဲကို100မမရှော့တိုက်တုံး3လုံးပစ်ခတ်ခဲ့ရမှာ3လုံးစလုံးနမခထဲကိုကြာရောက်ပေါက်ကွဲခဲ့ပြီးအရာရှိ3ဦးနဲ့အခြားအဆင့်စစ်သည်9ဦးလည်းဒဏ်ရာရရှိကတက်တွင်းစည်းကမ်းမှာကုသမှုခံယူနေရကြောင်း Brave Warriors for Myanmar BWM ကယနေ့ဇွန်လ16ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။စားပွဲတောက်ပွဲလုပ်နေတဲ့နေရာကိုတလုံးတော့ကျသွားတယ်လို့သိရတယ်။အခြားကျတဲ့နေရာတွေတော့စုံစမ်းနေစေပါ။အကောင်ကြီးတစ်ကောင်လာလို့အစည်းအဝေးလုပ်တာပြီးသွားလို့စားပွဲတောက်ပွဲလုပ်တာလို့ကြားသိရပါတယ်လို့Brave Warriors for Myanmar BWM မှတာဝန်ရှိသူတဦးကပြောပါတယ်။နမခအတွင်းထဲမှာရှိတဲ့စစ်စင်ရေးရုံးနဲ့လက်ကျင်ရေးရုံးရှိရာအဆောက်အုံတွေကိုထိမှန်ခဲ့တဲ့အတွက်ကြောင့်ရုံးနှရုံးပျက်စီးခဲ့ပြီးစီတိုလောင်ရုံနဲ့အရန်ဆက်ပစ္စည်းတိုလောင်ရုံနဲ့မီးလောင်ခဲ့ကအရာရှိကြီးနေအိမ်နဲ့ရှော့တိုက်တုံးထိမှန်ခဲ့ကြောင်း BWM ကဆိုပါတယ်။ရှော့တိုက်တုံးပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာနမခထဲမှာဒဏ်ပြန်ပစ်ခတ်မှုများရှိခဲ့ပေမဲ့လည်းတော်လှန်ရေးရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Shadow မုံရွာအဖွဲ့ရွှေတရိကန်မဟာမိတ်တပ်ရင်းနဲ့ Justice Brothers Force အဖွဲ့တို့ကပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပါတယ်။နမခအတွင်းတေဆုံးဒဏ်ရာရနဲ့ပျက်စီးမှုများကိုတော့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးခင်ဗျာ။ဆက်လက်ပြီးတော့နောင်ချိုတိုက်ပွဲမှာစစ်ကောင်စီဘက်ကအစိမ့်ငွေဘုံအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNL ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့အုံမတီရေမောင်းတပ်နဲ့လက်ပံကုန်းကျေးရွာတွေမှာစစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော် TNL တို့ယမန်နေ့ဇွန်လ15ရက်နေ့နနက်ပိုင်းကတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အုံမတီနဲ့ရေမောင်းတန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော် TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့မှလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့ဒရုန်းများနဲ့ဘုံးသီးများကျဲချခဲ့ရမှာအစိမ့်ငွေဘုံအများပြပါဝင်ကြောင်း TNL ကထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီး3လုံး drone နဲ့အစိမ့်ငွေဘုံ38လုံးဘုံ35လုံးတို့ကိုကျဲချတိုက်ခိုက်ခဲ့ကြောင်း TNL အဖွဲ့ထံကနေသိရှိရပါတယ်။အလားတူလက်ပံကုန်းကြီးရွာမှာလည်းတိုက်ပွဲများဖြစ်ပွားခဲ့ရမှာစစ်ကောင်စီတပ်ဘက်မှလက်နက်ကြီး6လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲများအတွင်းနှစ်ဖက်ထိခိုက်မှုများနဲ့အဆောက်အုံပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။တိုက်ပွဲများဖြစ်ပွားခြင်းမရှိတဲ့ရွှေညောင်ပင်ကြီးရွာဘက်ကိုလည်းစစ်ကောင်စီတပ်ဘက်မှလက်နက်ကြီး3လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအဆိုပါတိုက်ခိုက်မှုဟာပြည်သူလူထုကိုဦးတည်ပြီးရည်ရွယ်ချက်ရှိတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNL ကဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကလည်းရွှေသွန်းပိန်းနေကုန်းတရက်ကုန်းလက်ပံကုန်းကျေးရွာတွေမှာစစ်ကောင်စီတပ်နဲ့ TNL တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီးအလုံး80နဲ့ drone နဲ့ဘုံ26လုံးပစ်ကူပေးခဲ့ကြောင်းသိရှိရပါတယ်။နောက်ချုံမြို့နယ်အတွင်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကြောင့်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့အတွက်စစ်ရေးတတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလိုက်နာဆောင်ရွက်ကြရန်လဲတအောင်းတပ်မတော် TNL ကတိုက်တွန်းထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့မန္တလေးအိုးဘိုထောင်မှာမုံရွာလူထုတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့ချောင်းဦးလူထုတပိတ်ခေါင်းဆောင်ကိုမန်စာမြေမွန်အပါအဝင်နိုင်ငံရေးအကျဉ်းသားများရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရပြီးစိတ်ကူတာကွက်မရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာမုံရွာလူထုတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့ချောင်းဦးလူထုတပိတ်ခေါင်းဆောင်ကိုမန်စာမြေမွန်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများရိုက်နှက်နှိပ်စက်ခံရပြီးစေဝါကုသခွင့်မရကြောင်းစကိုင်းတိုင်းလူထုတပိတ်အင်အားစုကသတင်းထုတ်ပြန်ပါတယ်။ဇွန်လ17ရက်နေ့မုံရွာအကျဉ်းထောင်မှာအကျဉ်းချခံထားရတဲ့မုံရွာလူထုတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့ချောင်းဦးလူထုတပိတ်ခေါင်းဆောင်ကိုမန်စာမြေမွန်အပါအဝင်နိုင်ငံရေးအကျဉ်းသားများကိုထောင်အာဏာပိုင်များကတန်ချီချင်းများခတ်ပြီးအိုးဘိုအကျဉ်းထောင်မန္တလေးကိုပြောင်းရွှေ့ခဲ့ကြောင်းသိရှိရပါတယ်။နိုင်ငံရေးအကျဉ်းသားများအားလုံးအိုးဘိုအကျဉ်းထောင်မန္တလေးကိုရောက်ရှိချိန်မှာထောင်ဝန်ထမ်းများမှဒုံများတန်ကြိုးများနဲ့ရိုက်နှက်နှိပ်စက်ကြပြီးထိခိုက်ဒဏ်ရာများရရှိခဲ့တဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးကိုစစ်ကူတာမှုလုံးဝမပြုလုပ်ပေးကြောင်းသိရှိရပါတယ်။ရိုက်နှက်နှိပ်စက်ခံထားရသူများထဲမှာကိုဝေမိုးနိုင်နဲ့ကိုမန်စာမြေမွန်တို့လည်းပါဝင်ခဲ့ပြီးစေဝါကုသခွင့်မပေးတဲ့အပြင်တန်ချီချင်းခက်ကတိုက်ပိတ်ထားကြကြောင်း
ထို့ကြောင့်လူထုတပိတ်ခေါင်းဆောင်များအပါအဝင်နိုင်ငံရေးအကျဉ်းသားများရဲ့အသက်ရှင်သန်မှုနဲ့ကျန်းမာရေးအခြေအနေအလုံးတို့ဟာလည်းစစ်အာဏာရှင်လက်ပါစီထောင်အာဏာပိုင်များကတာဝန်ခံရမှာဖြစ်ကြောင်းစကိုင်းတိုင်းဒေသတပိတ်အင်အားစုကတတိပေးထုတ်ပြန်ပါတယ်စစ်အာဏာရှင်ရဲ့စစ်ဖက်နှက်အောက်မှာပျော်ပါပြီးစစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်ထောက်ပံ့ကူညီနေကြတဲ့ထောင်အာဏာပိုင်များရဲ့ညှဉ်းပန်းနှိပ်စက်မှုများကိုမှတ်တမ်းတင်ထားရှိပြီးမဝေးတော့တဲ့ကာလမှာတရားစီရင်အပြစ်ပေးအရေးယူသွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်မန္တလေးအိုးဘိုထောင်မှာအကျဉ်းချခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတဦးရဲ့မိသားစုဝင်တဦးကလည်းစစ်ကောင်စီကအိုးဘိုထောင်မှာနိုင်ငံရေးအကျဉ်းသားများနဲ့ပတ်သက်ပြီးကန့်သက်ပိတ်ပင်မှုများဇက်တိုက်လှုပ်ဆောင်လာတဲ့အပြင်ထောင်ဝင်စာပို့ရမှာလဲပို့ဆောင်ရမယ့်အရေးအတွက်နဲ့စီးပွားများကိုကန့်သက်လာကြောင်းအကျဉ်းထောင်အတွင်းထဲမှာလဲနိုင်ငံရေးအကျဉ်းသားများကိုထောင်ဝင်တဲ့များကနီလန်မျိုးစုံနဲ့ဖိနှိပ်ညှင်းဆဲကြောင်းသူကပြောဆိုပါတယ်ထောင်ထဲကနေပြန်သိရတာကထောင်ကအရင်ကျက်နေပြီလူဦးရေကရှိတဲ့တာထက်များနေတာကိုနိုင်ငံရေးအကျဉ်းသားတွေကိုရည်ရွယ်ချက်ရှိနှိပ်ကွက်တာတွေလုပ်လာတယ်အတိကကတော့စေဝါကုသခွင့်နဲ့ကျန်းမာရေးစောင့်ရှောက်ခွင့်အပြင်ကနေစေဝါတွေပို့ခွင့်ကိုအရန်ကိုချုပ်ချယ်နှိပ်ကွက်ထားတာနိုင်ငံရေးအကျဉ်းသားတွေနဲ့ရာဇဝတ်အကျဉ်းသားတွေကိုထောင်ဝင်တန်းတွေကပုံစံအမျိုးမျိုးနဲ့ရန်တိုက်ပေးထားတာတွေလည်းများလာတယ်ထောင်ဝန်တန်းတွေကရာဇဝတ်သားတွေကိုလက်သက်မွေးပြီးရန်တိုက်ပေးတာတနေ့တခြားကိုအခြေအနေတွေကစိုးလာတယ်လို့ပြန်သိရတယ်လို့မန္တလေးမှာနိုင်ငံရေးအကျဉ်းသားတဦးရဲ့မိသားစုဝင်ကရှင်းလင်းပြောဆိုပါတယ်ခင်ဗျာဆက်လက်ပြီးတော့ ILO အပါအလုပ်ရှင်အလုပ်သမားတို့နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့အထည်ချုပ်အသင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ILO ရဲ့ဥပဒေပုံမှန်33ဆုံးဖြတ်ချက်အတွက်မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA အနေဖြင့်စိတ်မကောင်းဖြစ်ရကြောင်း ILO အပါအဝင်အလုပ်ရှင်အလုပ်သမားအစိုးရကိုယ်စားလှယ်များနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မှဇွန်လ15ရက်နေ့ထိကျင်းပခဲ့တဲ့113ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံမှာမြန်မာနိုင်ငံအပေါ် ILO Constitution Article 33ကျင့်သုံးမှုအစီအမံများနဲ့စောင့်ကြည့်ရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကုန်ချမ်းပေးကုန်ချောယူလက်ခစားစနစ် CMP နဲ့အထည်ချုပ်လုပ်ငန်း၊အိတ်ချုပ်လုပ်ငန်း၊ဖက်နက်လုပ်ငန်းနဲ့လျှက်စစ်ပစ္စည်းတက်ဆင်တဲ့လုပ်ငန်းများလုပ်ကိုင်နေကြခြင်းဖြစ်က CMP ကဏ္ဍအတွင်းလုပ်သားဥယေ9သိန်းဝန်းကျင်နဲ့ဆက်ဆက်လုပ်ငန်းများမှာအဆိုပါအလုပ်သမားဥယေရဲ့2ဆဝန်းကျင်လုပ်ကိုင်နေကြောင်း MGMA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာ CMP လုပ်ငန်းကဏ္ဍမှာသက်ဆိုင်ရာနိုင်ငံတကာဈေးကွက်များမှာလုပ်ငန်းအနှံသူကိုအမတ်တစိမ့်များဟာ၎င်းတို့သတ်မှတ်ပြဋ္ဌာန်းထားတဲ့လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို CMP စက်ရုံများကတိကျသေးချစွာလိုက်နာနိုင်မှသာအလုပ်အနှံကြခြင်းဖြစ်တယ်လို့ဆိုပါတယ်။မြန်မာ CMP လုပ်ငန်းအထည်ချုပ်ကဏ္ဍမှာ MGMA ရဲ့အသင်းဝင်စက်ရုံပေါင်း923ရုံရှိတဲ့အနက်60%ခန့်မှာဥရောပသမဂ္ဂဈေးကွက်တို့၎င်း20%ခန့်မှာဂျပန်ဈေးကွက်နဲ့ကျန်20%ခန့်မှာအခြားဈေးကွက်များကို၎င်းတင်ပို့နေကြောင်းသိရှိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်မှုထမ်းဥပဒေစက်ရုံများအတွင်းသမဂ္ဂဖွဲ့စည်းခွင့်များကန့်သက်ပိတ်ပင်ခြင်းအလုပ်သမားများအလုပ်သမားအခွင့်အရေးလှုပ်ရှားသူများကိုဝရမ်းထုတ်ဖမ်းဆီးခြင်းများအစရှိတဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုများကြောင့်စစ်ကောင်စီကို ILO ပုံမှန်33အရအရေးယူဖို့အရက်ဖက်အဖွဲ့အစည်းများကတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မြန်မာစီးပွားရေးဘဏ်ကိုပိတ်ဆို့အရေးယူဖို့ UK အစိုးရကိုဒေါက်တာဆာဆာတိုက်တွန်းလိုက်ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီလက်အောက်မှာရှိတဲ့မြန်မာစီးပွားရေးဘဏ်မြန်မာ Economic Bank ကိုပိတ်ဆို့အရေးယူဖို့ UK အစိုးရအဖွဲ့တာဝန်ရှိသူများနဲ့ UK လွှတ်တော်ကိုယ်စားလှယ်များကိုတင်ပြပြောဆိုခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆာဆာကပြောပါတယ်။ American နိုင်ငံကိုရောက်ရှိလာတဲ့ဝန်ကြီးဒေါက်တာဆာဆာနဲ့ARD သတင်းဌာနတို့ဇွန်လ14ရက်နေ့မှာဝါရှင်တန် DC မြို့မှာတွေ့ဆုံစဉ်ဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဒေါက်တာဆာဆာက UK ပဲဖြစ်ဖြစ် EU ပဲဖြစ်ဖြစ်ပေါ့နော်။ဥရောပတိုက်မှာရှိနေတဲ့အတော်များများဟာဆိုရင်မြန်မာနိုင်ငံနဲ့ပတ်သက်လို့ဆန်ရှင်လုပ်တဲ့အခါမှာဒဏ်ခတ်ပိတ်ဆို့ရေးကိုတက်ကြွကြွလုပ်ကြပါတယ်။တခုကြံနေခဲ့တာကမြန်မာစီးပွားရေးဘဏ်လိုမျိုးဓာတွေကိုဆန်ရှင်မလုပ်တဲ့အခါကျတော့အဲ့ဒီမြန်မာစီးပွားရေးဘဏ်ကနေတဆင့်စကစကဒဏ်ခတ်ပိတ်ဆို့မှုကိုရှောင်နေတာတွေ့ရတယ်လို့ဆိုပါတယ်။ဒေါက်တာဆာဆာအနေနဲ့ American နိုင်ငံကိုမလာရောက်ခင် UK အစိုးရတာဝန်ရှိသူများလွှတ်တော်ကိုယ်စားလှယ်များနဲ့တွေ့ဆုံခွင့်ရရှိခဲ့ပြီးမြန်မာနိုင်ငံငလင်ဘေးနဲ့ပတ်သက်ပြီးကုညီရေးကိစ္စများဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီအားဒဏ်ခတ်ပိတ်ဆို့ရေးကိုပါထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်သတင်းကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနရံသတင်း channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူထုဘက်ရက်တီချင်းသတင်းအစစ်အမှန်ຫນွေဦးနရံ